ဒီနေ့မှာတော့ကွာဒီလားငါတို့စကိုင်းမှာပေါ့နော်ဘလူးမထွက်တယ်လို့ပြောနေကြလို့ပေါ့နော်အဲ့ကိစ္စလေးကိုကွာဒီလားငါတိတက်လောက်လေးလာပြီးတော့ရှင်းပြရတာပေါ့နော်ကဲအားလုံးပဲသိကြပြီဖြစ်တယ်နော်ဒီစကိုင်းတိုင်းကဒီဘလူးမအကြောင်းနော်ဒီနေ့ထပ်ပြီးတော့ဒါကြားသိရတဲ့လောက်ပြန်ပြီးတော့ဒါပြန်ပြောပြချင်တာပေါ့နော်ဒါမနေ့ကဆိုလို့ရှိရင်လည်းဒီစကိုင်းတိုင်းမှာရှိတဲ့ရွာငါဘလူးမစကိုင်းကဘလူးမနဲ့ပြောနေကြလို့အဲ့ဒီအကြောင်းကျုပ်လည်းဆက်စုပြီးသွားတဲ့ခါကျတော့ရှင်တို့ကိုပြန်ပြီးတော့ပြောပြမယ်နော်အဲ့ဒီတော့ဒါမျိုးတွေမဖြစ်ချင်ဘူးဒါမျိုးတွေမကြုံကျင်ဘူးဆိုလို့ရှိရင်တငယ်ချင်းအားလုံးမင်္ဂလာပါဒီနေ့တော့စကိုင်းဘလူးမရဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးနဲ့အတူတူကြည့်ရှုသွားရအောင်နော်ဒီဗီဒီယိုလေးကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီနေ့မှာတော့ကွာဒီလားငါတို့စကိုင်းမှာပေါ့နော်ဘလူးမထွက်တယ်လို့ပြောနေကြလို့ပေါ့နော်အဲ့ကိစ္စလေးကိုကွာဒီလားငါတိတက်လောက်လေးလာပြီးတော့ရှင်းပြရတာပေါ့နော်ဒါကတကယ်ကောလာဟာလာလားတကယ်စစ်မှန်လားဆိုတာငါဒီဗီဒီယိုမှာပြောပြပေးသွားမယ်ပေါ့နော်အစပိုင်းမှာကွာဒီလားအဲ့ဘလူးမဘယ်ကနေထွက်လာလဲဆိုတော့ငါတို့ရွာရဲ့ကွာဒီကအနောက်ဘက်ရွာလေးတွေကနေပြီးထွက်တယ်လို့ပြောရဲပေါ့နော်အဲ့ဘလူးမတဲ့ပထမဆုံးငါကြားရအောင်ပြပြမယ်နော်တဲ့သူသူ့ရဲ့မောင်လေးကိုတဲ့စားတာတဲ့ခြေထောက်လေးပဲကြံတော့တယ်တဲ့နောက်တစ်ခေါက်ပြောတော့ကြတော့ကွာဒီလားနောက်တစ်ခုပြန်ကြားတဲ့သတင်းကကြတော့သူ့ရဲ့အဖေရောသူ့ရဲ့အမေရောသူ့ရဲ့မောင်လေးကိုကွာဒီလားစားလိုက်တာတဲ့ရိုးတောင်ရှာမတွေ့ဘူးတဲ့အဲ့ဒါကိုတဲ့သူများတွေကတဲ့မြင်တော့တဲ့လိုက်ပြီးတော့ဖမ်းတာပေါ့ကွာဒီလိုက်ပြီးဖမ်းတဲ့ခါကျတော့တဲ့သူတဲ့တော်တဲ့ကိုထွက်ပြေးသွားတာပေါ့နော်ငါတို့ရွာဘက်တူပြေးလာတယ်လို့ပြောရပေါ့နော်နောက်ဆုံးမှာပေါ့နော်ဘာအမှန်ဖြစ်သွားတာလဲဆိုတော့ကွာဒီလားတကယ်တမ်းကျတော့ငါတို့ရွာကလည်းမဟုတ်ပြန်ဘူးတဲ့ဆယ်လေးဘက်ကလူပြောရပေါ့နော်အဲ့ဒီနောက်ဘက်ရွာကလည်းမဟုတ်ဘူးကွာဆယ်လေးဘက်ကလူပြောတယ်တကယ်အမှန်ကတော့ဟောယူပြန်လာလို့တော့ပြောတယ်ပေါ့နော်ကိုလည်းတိတက်လောက်ကိုပြောပြတာပေါ့နော်ဘာမှဘလူးမမဟုတ်ဘူးနော်ဒီလားထင်ရလေးလျှောက်ပြောမနေကြနဲ့ကဲအားလုံးပဲသိကြပြီဖြစ်တယ်နော်ဒီစကိုင်းတိုင်းကဒီဘလူးမအကြောင်းနော်ဒီနေ့ထပ်ပြီးတော့ဒါကြားသိရတဲ့လောက်ပြန်ပြီးတော့ဒါပြန်ပြောပြချင်တာပေါ့နော်ဒါမနေ့ကဆိုလို့ရှိရင်လည်းဒီစကိုင်းတိုင်းမှာရှိတဲ့ရွာတွေမှာဒါကလေးတယောက်ကိုဒါနောက်ထပ်ပေါ့နော်အစ်ထပ်ပြီးတော့စားလိုက်တယ်လို့သိရပါပေါ့နော်ဒီသတင်းကအမှန်လားအမှားလားဆိုတော့ဒါမသိဘူးပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အခုချိန်မှာပြောချင်တာကဒီသတင်းအမှန်ဖြစ်စေမှားဖြစ်စေဒီစကိုင်းမှာရှိတဲ့အဓိကဒီချေးရွာတွေမှာပေါ့နော်ဒီမိဘတွေအနေနဲ့ဒီကလေးတွေကိုနော်ကိုယ့်ရဲ့ကလေးတွေကိုအခုချိန်မှာပို့ပြီးတော့ view site ဖို့ဒါကြည့်ရှုဖို့နော်ပြောချင်တယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဒါသိရတဲ့လောက်ဒီတက်ဆိုင်ရာဒီတောင်ရှိသူတွေကလိုက်လံပြီးတော့ခြာပွေပြီးတော့ဖမ်းနေတယ်ဆိုတာလည်းသိရဒါပေမဲ့သူ့ကိုတော့မှခြာလို့မတွေ့ဘူးတဲ့အခုချိန်ကြီးဒါသတင်းရလည်းအတိအကျမရသေးဘူးပေါ့နော်အဲအကြောင်းမို့အခုလိုမျိုးကြားရတော့နော်ဒါတကယ်ဟုတ်လားမဟုတ်လားဆိုတာဒါတော့သိချာတော့မသိဘူးပေါ့နော်ဒီကြောင့်မလို့မိဘတွေအနေနဲ့ဒီသားသမီးတွေကိုနော်ဒါကိုယ့်ရဲ့အနားမှာပဲနော်ထားဖို့ဒါပြောချင်တယ်ပေါ့နော်အရင်ကကြောက်ဖို့ကောင်းပါတယ်ဒီသတင်းကတကယ်ပဲအဲ့ဒီလူသားစားတဲ့ဘလူးမတာတကယ်ကြည့်လို့ရှင်တော့ဒါဖြစ်နိုင်အမြန်ဆုံးတက်ဆိုင်ရာတောင်ရှိသူတွေကဖမ်းဆီးပြီးတော့ဒါထိန်းသိမ်းပြီးတော့ထားမယ်ဆိုရင်တော့အမြန်ဆုံးမိရင်တော့ကောင်းတာပေါ့နော်ကြောင့်မလို့ဒါအားလုံးပဲသတိရနေကြပါခလေးမမဟုတ်ဘူးနော်လူကြီးတွေလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့အားလုံးပဲဘယ်ပဲတော့ဒီအဓိကနေဒီစကိုင်းမှာရှိတဲ့ဒီလိုပေါ့နော်ဒီဘလူးမသတင်းကြားတဲ့နေရာတွေမှာပေါ့နော်သတိရနဲ့သွားလာဖို့နေထိုင်ဖို့နော်အဲ့လိုရှင်တဲ့ညဘက်တွေမှာထိချတော့သတိရရှိဖို့ဒါပြောချင်စကိုင်းကဘလူးမနဲ့ပြောနေကြလို့အဲ့ဒီအကြောင်းကျုပ်လည်းဆက်စုပြီးသွားတဲ့ခါကျတော့ရှင်တို့ကိုပြန်ပြီးတော့ပြောပြမယ်နော်အဲ့ဒီတော့ဒါမျိုးတွေမဖြစ်ချင်ဘူးဒါမျိုးတွေမကြုံကျင်ဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းပါရှင်တို့ကိုနောက်ဗီဒီယိုရဲ့အဆုံးမှာထည့်ပြီးတော့ပြောမှဖြစ်လို့အဆုံးအောင်တော့ကြည့်သွားကြအောင်လာဆက်စုမဖို့ရောဈေးတယ်ရောကြွရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့စကိုင်းကလို့ပြောနေကြပြီမဲ့ဒါပေမဲ့စကိုင်းမျိုးကမဟုတ်ဘူးပေါ့ဝက်လက်ဖက်ကတဲ့နော်ဝက်လက်ဖက်ကအောင်မှာသူတို့အိမ်မှာတဲ့ကလေး3ယောက်ရှိတာဖြစ်လောက်တယ်ကောင်မလေးကအကြီးဆုံးက22နှစ်နော်အလက်ကတဲ့19နှစ်တဲ့အငယ်ဆုံးကလေးလေးက2နှစ်တဲ့သူတို့အိမ်မှာစိတ်တွေပါတွေမွေးတဲ့ခါကြတော့တဲ့ဆက်စာချင်းမှာစိတ်တွေပါတွေပျောက်တာကိုသူတို့ကလည်းသတိထားမိရနေမှာပေါ့အဲ့လိုမျိုးစိတ်တွေပါတွေကိုလည်းစားတယ်ပေါ့ပထမဆုံးသူတို့ပြောတဲ့ပုံကအဲ့လိုမျိုးအဲ့ဒါပြီးတဲ့ခါကျတော့အဲ့မှာသူတို့အိမ်ကကလေးလေးကိုတဲ့သူတို့ကအိမ်မှာစိတ်ကြောင်းသွားနေတဲ့အချိန်မှာတဲ့သူတို့အိမ်ကကလေးလေးကိုစားထားတာပေါ့နော်အငယ်ဆုံး2နှစ်မောင်လေးသူ့မောင်လေးနေမှာပေါ့နော်အဲ့ကလေးလေးကိုစားထားတာတဲ့6လောက်လေးပဲကြံတယ်တဲ့အဲ့လိုနဲ့သူ့ကိုဝိုင်းဖန်ကြတဲ့အချိန်မှာသူကတဲ့ထွက်ပြေးသွားတာတဲ့ထွက်ပြေးသွားပြီးတော့အဲ့ဒီစကိုင်းအဲ့အာလောင်ဘက်ကိုရောက်နေတာတဲ့နော်သူတို့ကလေးလေးကိုစားတော့6လောက်လေးတော့ကြံတယ်တဲ့ဒါပေမဲ့အာလောင်ဘက်မှာစားတဲ့ဟာကြကလေးလေးကကြတော့ဘာမှမကြံဘူးတဲ့အဲ့လိုမျိုးတွေဖြစ်တဲ့ခါကျတော့သူတို့ကကြတော့ဒီဖြစ်ပေါ်ကလူသားချင်းစားတယ်ဆိုတဲ့ခါကျဘလူးမလို့ပြောလိုက်တာပေါ့ဒါပေမဲ့လူသားချင်းစားတာမဟုတ်ဘဲနဲ့ပထမဆုံးထင်မြင်သုံးသပ်ချက်ရဆိုလို့ရှိရင်ကလေးကလေးစားတွေထုတ်ရောင်းတာတို့ဘာတို့လူကုန်ကူးတာတို့ဘာတို့ကလေးကိုတတ်ပြီးတဲ့ခါကျတော့အဲ့လိုမျိုးဘလူးမပဲဖြစ်တယ်ဆိုယူတာလို့ကြောင်တာလို့ဟိုအပမိတာလို့ဝင်ပူးတာလို့မျိုးလှုပ်လိုက်ပြီးတဲ့ခါကျတော့ဒီလူတတ်မှုတို့ဘာတို့ကနေပြီးတော့ထွက်ပြေးတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်နံပါတ်1တစ်ချက်နောက်တစ်ခုကကြတော့ဒီ
ဒီအောက်လန်းနီးတွေနဲ့လောက်တာပေါ့အောက်လန်းနီးဆိုလို့ချာမတွေးနိုင်အောင်အောက်လန်းတွေနဲ့လောက်ပြီးတဲ့အခါကျတော့အဲ့လိုမျိုးတွေကလေးတွေဟာဘာထုံညာထုံအဲ့လိုမျိုးတွေလောက်ပြီးတဲ့အခါကျတော့ဒီလိုမျိုးတွေလောက်ပြီးတော့လေလောက်တာလည်းဖြစ်နိုင်တယ်ဆိုရကြလဲအောက်လန်းဆရာတွေဘာတွေဆိုလို့ရှိရင်လည်းတရေမွေးပြီးတော့တရေမနိုင်တော့တဲ့ခါကျတော့ဒီလိုမျိုးတွေဖြစ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့အဲ့ဒီဘက်မှာဆိုလို့ရှိရင်စစ်တွေဘာတွေဖြစ်နေတဲ့ခါကျရွာတွေလည်းပြတ်တယ်အသေးကြီးပြက်စီးတွေများတဲ့ခါကျတော့ဒါကတော့အဖြစ်နိုင်ဆုံးအခါကျတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒီမှာမကောင်းဆိုးဝါးတွေပေါ့နာနာဘဝတွေမကြုံမလွတ်တဲ့ဟာမျိုးတွေပြီးတဲ့ခါကျတော့ဒီနှက်စုံနှက်ပြက်တွေအချင်းရောက်တဲ့နှက်တွေပေါ့အားမျိုးတွေရှိနေနိုင်တဲ့ခါကျတဲ့ခါရှိနေနိုင်တဲ့ခါကျတော့လူတွေကလည်းများတော့အဖြစ်ဒီလွမ်းရည်ထက်ဝိုင်းရည်ခက်လေးသိရမလားဝိုင်းရည်ခက်နေတဲ့ခါကျသူတို့မှလည်းဒီဟိုပြေးဒီပြေးရလဲပြေးရကိုနေရာကိုလည်းကိုနေရတဲ့ခါကျတဲ့ခါကျဘာသာတရားတို့ဘာရဲ့စိတ်မှာဆိုလို့ရှိရင်လည်း positive mindset လည်းဘာမှမရှိနိုင်တော့ဘာသာတရားမှလည်းမကိုးကွယ်နိုင်တော့တခုခုဆိုကြောက်ကလန့်ရတယ်ဆိုတဲ့ခါကျတော့ဘာမှလည်းယုံကြည်မှုအားတွေလည်းနည်းလာကြတာပေါ့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကိုနားမှာအမြဲတစေကိုဒီလုံနေတဲ့စောင့်ကြည့်ပြီးတဲ့ခါကျတော့ပေါ့ကိုအလစ်ကိုချောင်းပြီးတော့တိုက်ခိုက်ဖို့စောင့်နေတယ်အဲ့လိုနာနာဘဝတွေမကြုံမလွတ်တရားလည်းအများကြီးရှိတယ်နော်အဲ့လိုမျိုးရှိနိုင်တဲ့အခါကျတချို့တွေဆိုလို့ရှိရင်နတ်တွေနတ်ဆုံးနတ်ပြတ်တွေလည်းရှိတယ်နတ်ဆုံးနတ်ပြတ်ဆိုမကောင်းတဲ့နတ်တွေပေါ့အဲ့ဒီချိန်မှာရှင်တို့ကဘာတွေမကောင်းမှုတွေလုပ်နေပြီလဲအဲ့ဒီချိန်မှာရှင်တို့ကိုကြောက်တွန်းချပြီးတဲ့အခါကျအဲ့လိုမျိုးလှုပ်ချင်လို့နော်ရှင်တို့ပြောတဲ့လူလဲတယ်လို့လူလဲတယ်ဘာလဲတယ်လို့အဲ့လိုမျိုးတွေလည်းလှုပ်ချင်တာမျိုးတွေလည်းဖြစ်ချင်လည်းဖြစ်လိမ့်အဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကျတော့ဒီလိုမျိုးမကောင်းမှုတွေများနေတယ် negative တွေများနေတဲ့အခါကျတော့ဒီလိုမျိုးတွေဝင်လာတာလည်းဖြစ်နိုင်တယ်အဲ့ကြတော့ဒီကကိုစားဝင်ရောက်ပြီးတော့စားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီတော့ဘာလို့ကမလဲဆိုလို့ရှိရင်ကိုယုံကြည်တဲ့ဘာသာကိုကိုးကွယ်တဲ့ဘာသာကိုအတက်နိုင်ဆုံးလုပ်เนาะအခုချိန်မှာဆိုလို့ရှိရင်ရှင်တို့တွေကိုမြန်မာပြည်မှာဆိုလို့ရှိရင်ကြတော့လေကိုဗစ်တွေဘာတွေပြီးတဲ့ခါကျငလင်တွေဘာညာတွေအကုန်လုံးเนาะအကုန်လုံးဖြစ်နေရဆိုတဲ့ခါကျမကောင်းမှုပြီးအခုဆိုလို့ရှိရင်ရေးတွေဘာတွေလဲစကြီးနေပြီအဲ့ဒါတွေလည်းသတိထားကြအောင်တော်တို့ရေเนาะအဲ့ဒီကြားတဲ့ခါကျတော့ကိုဒီဘာသာတရားဘုရားတရားเนาะတခြားကောင်းမဲ့မွန်နဲ့လောက်ရပေါ့ကောင်းတာလောက်ရင်ကောင်းချိုးပေးမယ်မကောင်းတာလောက်ရင်မကောင်းချိုးပေးမယ်ကန့်အကျိုးအတိုင်းပဲအဲ့တော့ကိုကောင်းတာလုပ်လို့ရှိရင်เนาะကိုအားကောင်းချိုးကကိုပဲခံစားရမှာမဟုတ်လို့ကောင်းမှုကုသိုလ်များများလုပ်เนาะကိုွယ်တဲ့ဘာသာကိုများများအားကိုเนาะအားထားပြီးတော့လုပ်အဲ့ဒါတော့တကယ်ပဲမယုံမရှိနဲ့เนาะဒါပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်တခုခုကိုမြင်လိုက်လို့ဒေါသထွက်လိုက်လို့ဟဲ့ဒါ